က်ထဲမှာနေမင်းတစ်စင်းကိုအသင်းမြုပ်နှံထားတယ်အဲ့ဒီအပူရှင်ကပြင်းလွန်းလို့သူ့ရဲ့စုပ်တန်းတွေဟာကောက်ကွေးပြီးစေးဓားတွေကတစ်ဆက်ဆက်သုံးလို့ကျဲတွေကိုကြည်တိုင်းအိမ်မက်မက်တဲ့အမောင်ထဲမှာပွင့်နေတဲ့ပန်းတွေကိုသူကလွဲရင်ဘယ်သူမှမမြင်ခဲ့ဘူးလူတွေကသူ့ကိုအယူလို့တစိတ်ကက်ချိန်မှာသူကတော့လောကကြီးရဲ့နာကျင်မှုအဝါရောင်တွေနဲ့ပူတာနေခဲ့တာသူ့စီမှာမီးတောက်ကြီးတစ်ခုရှိခဲ့တယ်ဒါပေမဲ့လူတွေကတော့အဝေးကနေမြင်ရတဲ့မီးခိုးငွေ့လေးကိုပဲကြည့်ပြီးသူ့အနားကိုဘယ်သူမှမလာကြဘူးအခုတော့သူ့ရဲ့အထီးကျန်မှုတွေဟာပြားရိုက်ရဲ့နံရံပေါ်အဖိုးဖြတ်မရတဲ့ယတနာတွေဖြစ်လို့သူချစ်တဲ့ကျဲစုံညတွေကလည်းကဘာကြီးကိုလင်းထိန်စေခဲ့ပြီနေပူကြက်ကြက်ဂျုံဆိုင်ခင်းထဲမှာသူဟာတယောက်တည်းမချီဆွဲနေတော့မယ်ဘယ်သူမှနားမလည်ခဲ့တဲ့ဒီအယောင်တွေဟာလဲသူနောက်ဆုံးထွက်သက်မှငြိမ်သက်သွားခဲ့ရပြီညီညီ